ဆိုဖီကူမအာမနာဟဲဝီယံရဲ့ပေါင်မော်ထိတက်နေလို့လူပြောများနေတဲ့ထက်ထက်ထုံဟဲဝီယံကတော့မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာကြာအောင်မြင်မှုထိန်းသိမ်းထားနိုင်တဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပါတယ်။နာမည်ကုန်းသတင်းကြီးမားသလိုတည်ငြိမ်တဲ့ပုံစံတွေနဲ့ပြည်သက်ချစ်ကိုရယူထားခဲ့တာပါ။အခုတော့သူ့ဘဝမှာဒုတိယမြောက်ချစ်ရသူဖြစ်တဲ့မင်းသမီးလေးဆွေပြည့်သစင်နဲ့ခမ်းနားတဲ့လက်ထက်မင်္ဂလာပွဲကိုကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့အချင်းရင်းနဲ့မင်္ဂလာပွဲကိုတနိုင်ငံလုံးကပြည်သက်တွေကလည်းသဘောတူကြည်ပြူနေကြတာပါ။ဒီလိုမျိုးပြည်သက်ချစ်တော်ဆုံးတွဲလေးဖြင့်လက်ထက်မင်္ဂလာပွဲကျင်းပဖို့လှုံ့ဆော်နေချိန်မှာပဲသူတို့သမီးလောင်စိုးပြည့်တဲ့စင်ကမအာမနာဟဲဝီယံပေါ်မတင်တော်တဲ့လုပ်ရက်တွေလှုပ်လာခဲ့တာကထက်ထက်တွန်းဖြစ်ပါတယ်ထက်ထက်တွန်းကအလှမယ်ဖြစ်ကနေနုပညာလမ်းကြောင်းကိုရှောင်လန်းပြီးအခုဆိုရင်ရုပ်ရှင်ကားကြီးတွေမှာပါခေါင်းဆောင်မင်းသမီးနေရာကရှိုက်ကူးနေရပါပြီဟဲဝီယံနဲ့လည်းအနုပညာလုပ်တွေအတူတွဲလုပ်ရင်းနဲ့ခင်မင်ခဲ့ကြပုံပေါ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကတော့ပွဲတူတက်ခဲ့ကြတာဖြစ်ပါတယ်လူအများကြားပွဲတက်နေတဲ့အချိန်မှာတော့ဟဲဝီယံနဲ့ပတ်သက်ပြီးထက်ထက်တွန်းရဲ့ပြုမှုပြောဆိုပုံတွေကပုံမှန်ဟုတ်မနေခဲ့ပါဘူးဟဲဝီယံရဲ့အနားမှာနီးကပ်စွာထိုင်နေခဲ့တယ်လို့မသိရင်ပေါင်ပေါ်ထိတက်ပြီးတော့ထိုင်တော့မလို့ပုံစံနဲ့ပူးကတ်နေတာပဲဖြစ်ပါတယ်။သူမရဲ့လက်ကိုလည်းဟဲဝီယံရဲ့ပေါင်ပေါ်မှာတင်ထားပြီးမတော်ရနေရနဲ့နီးကပ်စွာရှိနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးမသိတော်လာတဲ့ပုံစံတွေကဆိုရှယ်မီဒီယာမှာပြန့်လာခဲ့ပြီးပြည်သက်တွေကြားမှာတော်တော်လေးလူပြောများနေတာပါ။ဘလောက်ပဲရှင်းနေတယ်လို့ပြောပါစေဟဲဝီယံကလူလွတ်တယောက်မဟုတ်တော့ပဲမကြခင်အိမ်အောင်ရှင်ဖြစ်တော်မယ်မျိုးသားတယောက်ပါနောက်ပြီးအမျိုးသမီးကလည်းအမှုပညာတိုင်းဝန်းကခင်မင်ရှင်းနေသူဖြစ်တာကြောင့်အချင်းချင်းမျက်နှာထောက်ထားပြီးအနေထိုင်ဆင်ခြင်ရမှာဖြစ်ပါတယ်တစ်ဖက်မင်းသားမင်းသမီးတွေရဲ့ဂုဏ်သိက္ခာရှိသလိုကိုယ့်အနေနဲ့လည်းမိန်းကလေးတယောက်ရဲ့ဂုဏ်သိက္ခာကိုစောင့်ထိန်ခြင်းမရှိတာကြောင့်ထက်ထက်ထွန်ရဲ့လုပ်ရက်ကတော့တော်တော်လေးဝေဖန်စရာဖြစ်နေတာပါသူမရဲ့ပြုမှုကအရန်ကိုပွင့်လင်းလွန်ပြီးမသိတော်လာတာကြောင့်ပြည်သက်တွေကတော့စိတ်ပြတ်နေကြပါတယ်ဒါနဲ့မကတချို့သောပုံရိပ်တွေမှာဆိုရင်ဟဲဝီယံကလည်းထက်ထက်ထွန်းနဲ့လူရာထက်ပိုပြီးရောနေတာကိုပြည်သက်တွေတွေ့မြင်သွားကြပါတယ်ပွဲခန်းသားကိုအတူတက်ရောက်တဲ့နုပညာရှင်တွေဆိုပေမဲ့ပုံမှန်ထက်ပူကန်နေပြီးတယောက်နဲ့တယောက်ပွေ့ဖက်ထားကြတဲ့ပုံရိပ်တွေကတကယ်ကိုမတင်တော်ပါဘူး။ထက်ထက်တွန်းကလည်းမိန်းကလေးဆိုပေမဲ့အရန်ရောနေတယ်လို့ဟိဝီယန်အနေနဲ့လည်းလက်ထက်တော်မဲ့မျိုးသားတယောက်ပြီးသားစွာစောင့်ထိန်ခြင်းမရှိတာကိုတင်ရတာဖြစ်ပါတယ်။ဒါကြောင့်အနုပညာရှင်တွေဆိုတာကမင်းသားမင်းသမီးတွေနဲ့ဒီလိုပဲပူကပ်ပြီးအမြင်မတော်တဲ့ပုံစံတွေနဲ့နေကြတာလားလို့မေးခွန်းထုတ်စရာတော့ဖြစ်လာခဲ့ပါတယ်။ဟဝီယန်ကအရင်ကတော့ဒီလိုမဟုတ်ခဲ့ပဲဆိုပြည့်နဲ့ပဲတူရှိနေကြတာဖြစ်ပြီးမင်္ဂလာပွဲကျင်းပခံပြီးတော့မှပုံစံတွေပြောင်းလဲသွားခဲ့တာပါဟဲဝီယန်နဲ့ထက်ထက်တွန်းတို့ရဲ့ပွဲတူတက်နေတဲ့ပုံစံတွေကတော့ပွဲတက်နေတာနဲ့မတူပဲချိန်တွေ့နေတဲ့ပုံစံပေါက်နေတယ်လို့အခုလိုမျိုးကိုဆိုရှယ်မီဒီယာမှာလူပြောများနေတာဖြစ်ပါတယ်။ဆိုပြင်းတဲ့မင်္ဂလာပွဲကမကြခင်ရက်ပိုင်းတွင်ပြုလုပ်တော်မှာဖြစ်ပေမဲ့ဒီလိုပုံစံပေါ်ထွက်လာတာကြောင့်အားလုံးကအံ့ဩနေရတာလည်းဖြစ်ပါတယ်။ထက်ထက်တွန်းကလည်းတတိုသမီးလောင်ဆိုပြကိုအားနာခြင်းမရှိပဲဟဲဝီယန်ရဲ့ပေါင်ပေါ်ထိရောက်နေတယ်လို့ဟဲဝီယန်ကလည်းပြန်လဲပွေ့ဖက်ထားတဲ့အခုလိုပုံရိပ်တွေပေါ်ပြည်သက်ကြီးတို့အနေနဲ့ရောဘယ်လိုမျိုးမှတ်ချက်ပေးချင်ကြပါသလဲရှင်။